င်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်အနေနဲ့ကြောက်တရားမျိုးနယ်ကပြည်သူတော်ရေးအသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကကြောက်တရားမျိုးနယ်ကပြည်သူတော်ဦးပါကြောက်တရားမျိုးနယ်စီပင်ကနောက်ဖေးလမ်းကြားနဲ့တိုက်ပေးလမ်းကြားတွေကိုလားစင်ကျေးယူပြီးစီးပွားရေးသမားတွေကိုရောင်းချတဲ့အလုပ်ပဲလုပ်ပါတယ်မြို့တော်စီပင်မှမယုံပါကအဲ့ဒီနေရာများကိုကွင်းစင်စစ်ဆေးနိုင်ပါတယ်တိုက်လန်းကြားနေရာလားစင်ပေးနေသူများမှာစီးပွားရေးလုပ်ပြီးလမ်းကြားအားအခိုင်အမာနေရာယူတော့ခတ်ခြင်းချက်ပြုတ်ခြင်းညာအိညာနေမဲ့သူများကိုအခကြေးငွေယူပြီးထားရှိခြင်းညာအိလက်ခံခြင်းများလှုပ်ဆောင်နေပါတယ်။ဒါကိုစီပင်ကတည်ပါတယ်။ဒါထက်ပိုဆိုးနေတာကတော့ကားပါကင်နေရာတွေမှာဈေးတွေကိုမိုးကတဲထိုးပြီးလက်ညှိုးထိုးရောင်းချနေတာပါ။သူတို့ပါဇက်မှာလည်းငါကဝယ်ထားတာဒီ36လမ်းနေရာတွေကိုဆိုပြီးအမြဲပြောဆိုတတ်ပါတယ်။နေရာအများအပြားဥသူယူတွေဟာ36လမ်းကုန်တယ်လမ်းထိပ်က900ရောင်းသူဖိုးပြည့်ရဲ့မိမမနီလာဆိုသူနဲ့မင်းမရထမင်းမောင်းဆိုင်တို့ပဲဖြစ်ပါတယ်။မြို့နယ်စီပင်သားရအဖွဲ့နဲ့36လမ်းအောက်ဘလောက်ကိုအမြန်ဆုံးစစ်ဆေးပေးနိုင်ပါရန်တင်ပြအပ်ပါတယ်။နေရာရောင်းစားသူများမှာ900ဆိုင်ဖွင့်လှစ်ထားပြီးတိုက်ခန်းအများအပြားနဲ့တက်စီများပိုင်ဆိုင်ထားသူပါ။အခုပြောချင်တာကမနာလို့မဟုတ်ပဲတလန်းလုံးသူပဲလက်ညှိုးထိုးရောင်းစားနေခြင်းကြောင့်ဖြစ်ပါတယ်။ရေးဆိုးလဲတခြားသူတွေမရပါဘူး။စီပင်ကအဓိကလာကြည့်ပြီးမရရင်ရအောင်သူနေတဲ့တိုက်အထိလုပ်ပေးရပါတယ်။လားစင်ကြီး390နီးပါးပေးရတယ်လို့လည်းအဲ့ဒီမိမကပြောပါတယ်။နှလုံးလဲထိုင်ကိုင်းပါတယ်။မြို့တော်စီပင်တိအောင်ချပြပေးဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာလို့စာရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်မှာနင့်နာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင် message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။